မော့တက်တဲ့နော်တို့လေ GNG တွေဝင်ပြီးတော့လေမုတ်တယ်ကိုလေစိတ်ကြိုက်စားအေးတွေကိုစိတ်ကြိုက်တော့လုံနေတာဒါပေမဲ့လေသူ CCTV ကင်မရာမလည်းမမြင်အောင်နော်အပြင်ကလူတွေလည်းသူ့ကိုမမြင်ဘူးနော်ဒါမှနော်ဝန်ထမ်းတွေလေပစ္စည်းတွေပျောက်တော့တတိထားမြင်နော်အဲ့ဒါနဲ့တရက်လေဝင်းညံဖမ်းတဲ့လူတယောက်ကလမ်းခေါ်လိုက်တယ်နော်ဝင်းညံဖမ်းတဲ့လူနော်မော့တက်မုတ်တွေကမုတ်တိုင်းကျင်းနေတော့တွေ့လိုက်တယ်နော်ဒါပေမဲ့နော်ဝန်ထမ်းကောင်မလေးလည်းသူ့ကိုတတိမတမ်းမိဘူး CCTV မှလည်းမပေါဆိုတော့သူတတိတမ်းမိတော့တယ်နော်မော့တက်တော့သူမုတ်တဲ့အေးတွေကိုစိတ်တိုင်းကြယူတော့နေနော်အဲ့မလေဝင်းညံဖမ်းတဲ့ကောင်လေမော့တက်လမ်းခေါ်လိုက်တော့မော့တက်နော်သူများခေါ်တဲ့တင်ပြီးတော့လေအနောက်ကိုလဲကြည့်တယ်နော်ဝင်းညံဖမ်းတဲ့လူနော်မော့တက်တစ်ချက်ရလိုက်တော့မှလေမော့တက်လေသူ့ကိုပြောတယ်ဆိုတာသူသိတော့တယ်နော်အဲ့မလေအရင်လက်ပြီးတော့လေမော့တက်သူ့တိုးပြီးတော့ပြေးတော့တယ်နော်ဝင်းညံဖမ်းတဲ့လူနော်မော့တက်နောက်ကနေအတရတလိုက်တယ်နော်မော့တက်လေပြေးနေတယ်မြပြေးတယ်နော်အမလမ်းမလေဝင်းညံဖမ်းတဲ့လူတွေလေခကြလူတွေလိုက်ကြည့်ပြီးတော့လေစောက်ယူလို့တင်နေကြတယ်နော်နောက်ဆုံးလေမော့တက်အမောပြေးပြီးတော့စလိတ်တိုင်းတော့တွေ့သွားတယ်အမဟိမလုံးနဲ့ငါဝင်းညံဖမ်းတဲ့ကောင်ဘာညာဆိုပြီးကတ်တင်ပြလိုက်တယ်နော်မော့တက်နော်စောက်ယူမဆိုင်ပဲတဲ့လေဝင်းညံဖမ်းတဲ့ကောင်နိုင်ရမကပ်ပြီးပါတချဲလိုက်တယ်နော်ဝင်းညံဖမ်းတဲ့ကောင်နော်မော့တက်ကိုခွာစီလိုက်တယ်လေမော့တက်အရှိကိုဘန်းကနေဆိုပြီးလဲတော့တယ်နော်ပြီးတော့လေသူ့လိုဝင်းညံဖမ်းတဲ့လူတွေတက်ရောက်လာရင်နော်ပြီးတော့လေမော့တက်ဝင်းညံရဲစကန်စီခေါ်တော့လိုက်တယ်နော်အနလည်းနာပြီနော်